Okay ဒီနေ့ story လေးတစ်ပုဒ်လောက်အတူတူသွားကြည့်ကြရအောင် Oxford University ကထုတ်တဲ့ story လေးတွေဖြစ်ပါတယ် Introductory ပုဒ်2မှာပါတဲ့ story number 10ဖြစ်ပါတယ် Max had a burial car Max မှာ had ရှိတယ် a burial car အရန်အိုဟောင်းတဲ့ကားတစ်စီးရှိပါတယ် It was rusty and dirty, but its engine worked most of the time. It was ခဲ့တယ်ဘာလို့ rusty ဆိုတာကတန်ကြီးတွေတက်နေတယ် and ပြီးတော့မှ dirty ညစ်ပတ်တယ် but ဒါပေမဲ့ it အဲ့ဒီကားရဲ့ engine က work အလုပ်လုပ်တယ် most of the time အချိန်တော်တော်များများမှာအလုပ်လုပ်ပါတယ် One day he took his old car out of the garage and said to his wife, I'm going to try to Bournemouth and to do shopping. One day, the name he took to Mount his old car to a car Mount out of the garage. ကိုရောင်ထဲကနေထုတ်ခဲ့တယ်ပေါ့နော်မောင်းနဲ့ထုတ်တယ်ပေါ့ရတာပေါ့ထုတ်ခဲ့တယ်တဲ့ကိုရောင်ထဲကနေထုတ်ခဲ့တယ်ပြီးတော့ said to his wife သူ့ရဲ့အမျိုးသမီးကိုပြောတယ်တဲ့သူ့ရဲ့အမျိုးသမီးကိုပြောခဲ့တယ် I'm going to ငါသွားတော့မယ် try ငါမောင်းတော့မယ်တဲ့ to ဘုံမောက်ကိုငါမောင်းတော့မယ်တဲ့ and ပြီးတော့မှ to do shopping to do some shopping ငါ shopping ထွက်မယ်လို့သူမိမကိုသူပြောခဲ့ပါတယ်တဲ့ He came to a quiet road after a few kilometers but then his car stopped he came to လာခဲ့တယ် to a quiet road quiet road ဆိုတာကတိတ်ဆိတ်ငြိမ်သက်သူလမ်းကတိတ်ဆိတ်နေတယ်ဘာလို့ after a few kilometers ကီလိုမီတာအနည်းငယ်လောက်မောင်းပြီးတဲ့နောက်မှာသူကလမ်းကတိတ်ဆိတ်နေတယ်တဲ့လူသံမကြားရဘူးကားတံပါတံမကြားရဘူးဆိုတဲ့သဘောပေါ့ but then အဲ့ဒီနောက်မှာ his car သူ့ရဲ့ကားက stopped ရပ်သွားခဲ့တယ်ဆိုလိုတဲ့သဘောကလူပြက်လက်တဲ့နေရာမျိုးတွေမှာသူကရပ်သွားတယ်ဆိုတဲ့သဘောပေါ့နော် Max got out opened the bonnet of the car and looked at the engines but he did not find anything wrong with it Max က got ဒီမှာ Max က got out ဆိုတော့သူကားပေါ်ကနေဆင်းခဲ့တယ်ပေါ့ got out ဆိုတာကသူက present tense မှာ got out ဆိုကားပေါ်ကနေဆင်းခဲ့တယ်တဲ့ and ပြီးတော့မှ open ဖွင့်ခဲ့တယ် the bonnet of a car ကားရဲ့ bonnet ကိုဖွင့်ခဲ့ပါတယ် bonnet ဆိုတာက engine ဖုံးထားတာကို bonnet လို့ခေါ်တာပေါ့ဟုတ်ပြီ look at တေချာကြည့်တယ် the engine ကိုတေချာကြည့်တယ် but ဒါပေမဲ့He did not find သူဘာမှမတွေ့ခဲ့ဘူး anything wrong အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှတစုံတစ်ခုမှားတာကိုအဖြစ်ပြက်ပေါ့နော်အပျက်စီးကိုတစ်ခုမှသူမတွေ့ခဲ့ဘူးတဲ့သူဘောနက်ကိုဖွင့်ပြီးစစ်ဆေးကြည့်တဲ့အခါမှာပေါ့ His head was under the bonnet for quite a long time His head သူရဲ့ခေါင်းကတဲ့ဝရှိခဲ့တယ် under the bonnet ဖုံးအောက်ကိုသူကခေါင်းဝင်ပြီးတော့မှကြည့်တာပေါ့အဲ့လိုသဘောမျိုးပေါ့ for a quite long time အချိန်တော်တော်ကြာအောင်နဲ့သူရဲ့ကားကိုဘောနဲ့အောက်ကိုခေါင်းဝင်ပြီးတော့မှကြည့်တယ်တဲ့ then a young man ran to the car and began pulling one of the red lights off the back of it then အဲ့ဒီနောက်မှာ a young man လူငယ်လေးတယောက်က run ပြေးခဲ့တယ် run ပြေးခဲ့တယ် to the car ကားစီတို့ပြေးလာခဲ့တယ်ဒါလည်းဘာတူပဲand ပြီးတော့မှ began စတင်ခဲ့တယ်ဘာလို့ pulling one of the red light of the back of it သူကဘာလဲဆိုတော့ဒီနေရာမှာသူကအလူငယ်လေးတယောက်ကကားစီတို့ပြေးလာခဲ့တယ်ပြီးတော့ကားနောက်မှာရှိတယ်သူကမီနီကိုသူကပြောမယ် signal ပုံစံမျိုးပေါ့ကားနောက်မှာရှိတဲ့မီနီလုံးတွေကိုတဲ့နော်မီနီလုံးတွေတဲက one of the red light မီနီလုံးတွေကတလုံးကိုတဲ့ဆွဲဖြုတ်ခဲ့တယ်နော်ဖြုတ်ခြင်းကိုစတင်ခဲ့တယ်ပေါ့ဆွဲဖြုတ်ခဲ့တယ်တဲ့နော်အဲ့လိုဆွဲပြီးတော့မှ
must put his head up. Looked at the young man and shouted, "What are you doing there?" Must put his head up. The put up ကြတော့သူကခေါင်းမော့ဒီခေါင်းကိုဆွဲထုတ်ပြီးမော့တဲ့ပုံစံမျိုးပေါ့အဲ့ဒီဘာလဲဆိုသူ့ရဲ့ခေါင်းကိုဒီဘောနအောက်မှာဝင်နေတဲ့အနေဆွဲပြီးတော့မှမော့လာပြီးတော့မှလွတ်တဲ့ကြည့်လိုက်တဲ့ the young man လူငယ်လေးကိုကြည့်လိုက်တယ်တဲ့ပြီးတော့မှ shouted ဟောခဲ့တယ်တဲ့ What are you doing there မင်းအဲ့ဒီနေရာမှာဘာလုပ်နေရလဲတဲ့သူကနောက်မှာဘာလုပ်နေရလဲတဲ့လူကြီးကလက်ညှိုးထိုးပြီးတော့မှသူပြောတာပါလူငယ်လေးကိုမင်းအဲ့နေရာမှာဘာလုပ်နေရလဲတဲ့အဲ့လိုអော်လိုက်တာပေါ့អော်လိုက်တော့ the young man's answer you can steal the episode at the front the young man လူငယ်လေးကတဲ့ answer ဖြေခဲ့တယ် you can steal မင်းခိုးနိုင်တယ်နော် you can steal မင်းခိုးနိုင်တယ်တဲ့ the episode the front နော်သူကဘာလို့မင်းကနော် front ဆိုတာရှေ့မှာပေါ့မင်းကရှေ့မှာရှိတဲ့နော်ကားရဲ့အစိပ်ပိုင်းတွေကိုခိုးနိုင်တယ်တခိုးထင်နေတာလူငယ်လေးကပိုင်းရှင်းကိုတခိုးထင်နေတာနော်မင်းကရှေ့မှာရှိတဲ့ကားရဲ့အပိုင်းစားတွေကိုခိုးနိုင်တယ်တဲ့ I'm going to take the ones at the back I'm going to take the ones at the bed ဆိုတာငါကတော့နောက်ကအပိုင်းတွေကိုပဲယူတော့မယ်တဲ့လို့ပြန်ဖြေခဲ့ပါတယ်ပြောမှဆိုလို့ရင်တခိုးကလူပြန်ဟစ်တယ်ပေါ့အဲ့ဒီသဘောမျိုးဖြစ်နေတာပေါ့နော်တခိုးကလူပြန်ဟစ်တယ်ဘာညာဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုပဲသူကဟာတဲ့မင်းကရှိအပိုင်းစားတွေမင်းယူကွာတဲ့ငါနောက်ကအပိုင်းစားတွေပဲငါယူမယ်တဲ့လူကြီးပေါ့နော်အဲ့လိုပြောတာပါဟုတ်ပြီဒါလေးတွေကိုဖတ်ခြင်းအပြင်ဟာတာပုံစံမျိုးလည်းရတယ် grammar sentence လေးတွေနားလည်မှုလည်းရတယ် vocabulary လေးတွေလည်းရပါတယ်Okay let me stop here thank you so much good luck to you